ဏလေးတော့ပါတော့ဗျိုစဉ်းစားပြီးမရှင်နိုင်ပါဗျာမင်းသားကြီးတပင်နိုင်ဘဝမှာရှင်ပြိုင်ကစရာနှမကညာလိုဗျာအချိုးတက်ခါအိုးဇက်စရာမတရားမလုပ်လိုက်ပါနဲ့နှစ်ပါးတော်လေးထုတ်ပြပါဦးခင်ဗျာဟိုးအရှိုးအစုတွေတဲ့မှာတော့ထိုးသူ့အတွေ့တွေနဲ့ခင်ဗျာဟိုးအရှိုးအစုတွေတဲ့မှာတော့ထိုးသူ့အတွေ့တွေနဲ့ခင်ဗျာတက်ညာမကြိုက်စရာဒါကတော့မျက်နာလိုက်တာတွေးဆမကြည့်စရာမေးပါရသည်တခါကာယာဆိုရငိုရအချိုးကြတဲ့ဒုခမညာတမျိုးလှတဲ့အမူအရာအစအရာရာချိုးသားယူလှတဲ့ဒူပါမဆိုးလှတဲ့ယူပကာကာယာဆိုရငိုရအချိုးကြတဲ့ဒုခမညာတမျိုးလှတဲ့အမူအရာအစအရာရာချိုးသားယူလှတဲ့ဒူပါမဆိုးလှတဲ့ယူပကာအမှန်အကြောင်းထုတ်ပြောစဉ်းစားစရာအတန်ကောင်းရုပ်ချောမင်းသားပါအမှန်ကြောင့်ထုတ်ပြောစဉ်းစားစရာအတန်ကောင်းရုပ်ချောမင်းသားပါသဘောမကျတာထက်ခါဟိုပြောပြပါဇက်စရာတပင်နိုင်အကမရှင်နိုင်ကြဗျာရှင်ပြိုင်လို့ကလိုက်ချင်ကြဗျာသူများတွေတဲ့တမှုချနေလို့အကြောင်းကံခေသူမှာတောင်းပန်နေသူပါဘဝဆက်စရာခမမတရားလဲပဲမလုပ်ပါနဲ့ဗျာနှစ်ပါးတော်လေးထုတ်ပြပါအောင်ခမစဉ်းစားပြီးမရှင်နိုင်ပါသဗျာမင်းသားကြီးတပင်နိုင်ဘဝမှာရှင်ပြိုင်ကစရာနှမကညာလိုသဗျာအချိုးတက်ခါအိုးဇက်စရာမတရားမလုပ်လိုက်ပါနဲ့နှစ်ပါးတော်လေးထုတ်ပြပါအောင်ခင်ဗျာဟိုးအရှိုးအစုတွေတဲ့မှာတော့ထိုးသူ့အတွေ့တွေနဲ့ခင်ဗျာဟိုးအရှိုးအစုတွေတဲ့မှာတော့ထိုးသူ့အတွေ့တွေနဲ့ခင်ဗျာတက်ညာမကြိုက်စရာဒါကတော့မျက်နာလိုက်တာတွေးဆမကြည့်စရာမေးပါရဒီတခါကာယာဆိုရငိုရအချိုးကြတဲ့လူပါခမညာတမျိုးလှတဲ့အမူအရာအစအရာရာချိုးသားယူလှတဲ့လူပါမဆိုးလှတဲ့ယူပကာကာယာဆိုရငိုရအချိုးကြတဲ့လူပါခမညာတမျိုးလှတဲ့အမူအရာအစအရာရာချိုးသားယူလှတဲ့လူပါမဆိုးလှတဲ့ယူပကာအ
မှန်အကြောင်းထုတ်ပြောစဉ်းစားစရာအတန်ကောင်းရုပ်ချောမင်းသားပါအမှန်အကြောင်းထုတ်ပြောစဉ်းစားစရာအတန်ကောင်းရုပ်ချောမင်းသားပါသဘောမကြတာထက်ခါဟိုပြောပြပါစဆရာတပင်တိုင်းအကမရွှင်နိုင်တဲ့ဗျာရှင်ပြိုင်လို့ကလိုက်ချင်တာသူများတွေတဲ့တမှုချနေလို့အကြောင်းကံခေသူမှာတောင်းပန်နေသူပါဘဝဆက်ဆရာခမရမတရားလည်းပဲမလုပ်ပါနဲ့ဗျာနှစ်ပါးတော်လေးထုတ်ပြပါဦးခမရ